ရမယ်လို့ပြောနေပါဒီလိုအထိတ်ထိတ်ခံရတဲ့အချိန်မှာလည်းကအတန်ဖိတ်ဌာနတွေကိုသင်္ချာနားထောင်ပြီးတော့ပြည်သူတွေကဘာပြောနေကြတယ်ဘာလို့သင်ကြတယ်ဆိုတော့နေ့တိုင်းဆိုတာလေးလာတယ်ဒီနေ့ကို9နိုင်6နိုင်လောက်နားထောင်ရတော့ဘယ်တော့မြင်ဝဲကြကောင်းတယ်လို့ပြည်သူမျက်နှာနဲ့နားထောင်တယ်ကျေးဇူးတင်ပါတယ်သင်တိုက်ထောင်ကျေးဇူးတင်ရမယ်။ပုံမကြိုက်တော့အားလုံးမကောင်းဘူးလို့ပြောလို့မဖြစ်ဘူး။ကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်။မကောင်းတာမကောင်းဘူးပြောရင်လည်းစိတ်ဆိုးနေလို့မဖြစ်ဘူးလေ။မလုပ်နဲ့တော့မကောင်းတာကိုပြောလို့ရတယ်။ကျေးဇူးတင်တယ်။တော့လောက်ပါတယ်လို့ပြောလို့လည်းကျွန်မဝေးမလို့ဘူး။အခုလို့ပေါ့နော်။ဒီတော့ဒါပြောအားပေးတာဟာပြောတဲ့နဲ့အားပေးတယ်ဆိုတာသာပြတာ။အဲ့တော့ဒီလိုပြောတဲ့တွေရဲ့ဝင်တော့ဝင်ပို့ဆိုတာပဲနည်းပါဘူး။ခေါ်ပြောတဲ့တွေကိုတည်ဖို့ရတယ်ဆိုတာအရင်ကတောင်းပြီးပါတယ်။ဒါပေမဲ့မှတောင်းရင်မကြောက်ပါဘူး။တောင်းရင်မကြောက်ဘူး။ဒီမှာကြောက်တာတစ်ခုပဲရှိတယ်။တောင်းရင်မတင်ပါဘူးလို့ဒီမှာကြောက်တယ်။